စီးပွားရေးလုပ်ငန်းရှင်တထေးလူဟာငွေသားအတိအကျယွမ်တသန်းကိုတစ်တာတဲ့အပြည့်ထည့်ပြီးတောင်ပေါ်ကစိုက်ပျိုးရေးခြံတွေစီကိုဖျဲသီးတွေအမြောက်များဝယ်ဖို့ရောက်ရှိလာခဲ့ပေမဲ့ဖျဲသီးစိုက်တောင်သူတွေအားလုံးစုပေါင်းပြီးဈေးနှုန်းတွေကိုမြင့်တင်ပေးဖို့အတင်းတောင်းဆိုကြပါတော့တယ်တက္ကသိုလ်ကျောင်းဆင်းလင်းပေကအခုပြင်ပပေါက်ဈေးဟာ25ယွမ်ဖြစ်နေတာမို့တထေးလူလာဝယ်တဲ့10ယွမ်နဲ့တော့လုံးဝမရောက်နိုင်ကြောင်းရန်လိုတဲ့အမူအရာနဲ့ညှင်းဆန်လိုက်တာပါရွာသူကြီးကတက္ကသိုလ်ကျောင်းဆင်းလင်းပေဟာစီးပွားရေးပညာကိုကောင်းကောင်းနားလည်လို့ရွာသားတွေကိုစားလာပြောတာပါလို့မိတ်ဆက်ပေးတဲ့အခါမှာတော့စိတ်ပြတ်သွားတဲ့တထေးလူကစာချုပ်နဲ့တေချာချုပ်ထားပြီးသားကိုအခုလိုစာချုပ်ဖောက်ဖျက်တာကဘာသဘောလဲလို့တတိပေးလိုက်ပါတယ်ဒါကိုလင်းပေကအထင်သေးရွယ်ဆောင်တဲ့အပြုံးနဲ့အဲ့ဒီစာရွက်တရွက်ထဲနဲ့ရိုးသားတဲ့တောင်သူတွေကိုလာမချောက်ဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ရွာသားတယောက်ကသူ့ရဲ့ဖုန်းကိုထုတ်ပြီးမြို့တော်မှာသူတို့ရဲ့ဖျဲသီးတွေကိုတပေါင်ကို30ယွမ်နဲ့ရောင်းနေတာမို့တထေးလူဝယ်တဲ့ဈေးကအစပေါင်းများစွာနှိမ်နေတယ်လို့ပြောလိုက်ပါတယ်လင်းပေကလည်းရွာသားတွေပုံမိုးစုပူလာအောင်တထေးလူပေးတဲ့ဈေးကမတရားသဖြင့်လူယူနေတယ်လို့ပဲလို့အပြစ်တင်လိုက်တာပါတထေးလူဟာလင်းပေပြောတဲ့30ယွမ်ဆိုတာအစစ်မြင့်စူပါမားကတ်ကြီးတွေရဲ့လက်လီရောင်းဈေးဖြစ်ပြီးချန်ထွက်ဈေးမဟုတ်ကြောင်းနောက်ပြီးစီးပွားရေးလုပ်တယ်ဆိုတာစာချုပ်ပါဂတိကဝတ်ကိုစောင့်ထိန်ဖို့လိုအပ်တယ်လို့ပြောပြလိုက်ပါတယ်လွန်ခဲ့တဲ့တလတုန်းကဖျဲသီးတွေမဲ့လာချိန်မှာတောင်ပေါ်ကနေအပြင်ကိုတဲထုတ်ဖို့တောင်လမ်းကြောင်းမရှိလို့ပုတ်ကုံမှာစိုးရိမ်နေကြတော့ကသူကိုယ်တိုင်အာမခံချက်ပေးပြီးဈေးနှုန်းတစ်ခုသတ်မှတ်ပေးခဲ့တာဖြစ်ကြောင်းပြီးတော့တောင်ပေါ်ကနေအပြင်ကိုတဲတဲ့အခါအကောင့်အတိုင်းအပြက်စီးမရှိတဲနိုင်ဖို့သူ့ကိုပိုင်ငွေယွမ်2သိန်းထိအိတ်ဆက်ရင်းနှီးမြုပ်နှံပြီးစိုက်ပျိုးရေးသုံးစက်ကူမိုးကာတွေကိုလည်းအလကားပေးခဲ့တာမို့အဲ့ဒီဈေးတွေကိုလည်းအရင်နီးတဲ့ထည့်တွက်ရမှာမဟုတ်ဘူးလားလို့မေးခွန်းထုတ်လိုက်တာပါဒါပေမဲ့အန်တီဝန်ကတော့လုံးဝအရေးမစိုက်တဲ့အပြင်အဲ့ဒါကတထေးလူရဲ့ကိစ္စတွေသာဖြစ်ပြီးအဲ့ဒီကုန်ကြဈေးတွေကသူတို့လိုတောင်သူတွေနဲ့ဘာမှမဆိုင်ဘူးလို့ကျေးဇူးကမ်းစွာတုံ့ပြန်ပြောဆိုလိုက်ပါတယ်လွန်ခဲ့တဲ့တလတုန်းကအန်တီဝန်ဟာပြုံးပြုံးလေးနဲ့ကျေးဇူးတင်ကြောင်းပြောတတ်တဲ့ရိုးသားတဲ့လက်သမားဖြစ်ခဲ့ပေမဲ့အခုကြမှာဒီလိုစကားမျိုးတွေပြောနေတာဟာမင်းတင်ပေးလိုက်တာမဟုတ်လားလို့လင်းပေကိုမေးခွန်းထုတ်လိုက်ပါတယ်လင်းပေကလည်းဝင်ကြွားရန်လိုတဲ့အမူအရာနဲ့သူကရွာသားတွေအလိမ်ညာမခံရအောင်အခြေခံစီးပွားရေးပညာသင်ပေးုံတက်ပဲလို့ပြောလိုက်ပါတယ်ရွာသားတယောက်ကလည်းလမ်းပြင်ပေးထားတာတွေကိုစင်ကြေလာမပေးဖို့နဲ့လမ်းပြင်ပြီးတော့တထေးလူတို့ရဲ့အေးခံကုန်တင်ကားတွေအဝင်ထွက်လို့ရတာပိုလွယ်သွားတာမဟုတ်လားလို့ပြန်ချေပလိုက်ပါတယ်အကယ်၍ဒီနေ့အထိဖျဲသီးတစ်ပေါင်ကို10ယွမ်နဲ့ပဲယူမယ်ဆိုရင်တော့ဒီဖျဲသီးတွေကိုဝယ်ဖို့စိတ်မကူးနဲ့တော့လို့ဒေါသတကြီးချင်းချောက်လိုက်ပါတယ်တထေးလူကဘေးကရွာသူကြီးပက်လက်ပြီးခမားကောသူတို့နဲ့အတူတူပဲလားလို့မေးမြန်းတဲ့အခါမှာတော့ရွာသူကြီးကလည်းမျက်နှာငယ်လေးနဲ့ကျေးဇူးပြုပြီး20ယွမ်ဆိုတာတထေးလူအတွက်အမျက်နဲ့ရော့သွားရုံပဲမဟုတ်လားလို့တောင်းဆိုလာပါတယ်ဒီစကားကြောင့်တထေးလူက20ယွမ်ကတော့လုံးဝမဖြစ်နိုင်ကြောင်းဒါပေမဲ့သူ့ဘက်ကအမြင့်ဆုံးလိုက်ရောပြီးတချင်းကို15ယွမ်အထိတိုးပေးမယ်ဆိုပြီးဒါကလည်းသူ့ရဲ့စေတနာဖြစ်တာမို့အခုပဲကားပေါ်ဖျဲသီးတင်ရအောင်လို့ကန့်လန့်လိုက်တာပါဒါပေမဲ့တောင်သူတွေက15ယွမ်ဆိုတာဖျဲသီးလာဝယ်တာလားတထောင်းစားကိုစွန့်ကြဲတာလားလို့စော်ကားခံရတယ်လို့မျိုးဒေါသတကြီးအော်ဟစ်လိုက်ပြီးတခြားရွာသားတွေကလည်းသူတို့ကိုမတုံးတွေလို့လာမဆက်ဆံဖို့နဲ့သူတို့သာဒီဖျဲသီးတွေကိုလက်လွင်ပြီးတပေါင်30ယွမ်နဲ့ပြန်ရောင်းလို့ရကြောင်းပြောကတထေးလူကိုဒီရွာထဲကနေအခုချက်ချင်းထွက်သွားကြလို့ဝိုင်းဝန်းမောင်းထုတ်ကြပါတော့တယ်တထေးလူဟာတကယ်ကိုစိတ်ကုံသွားပြီးအဲ့ဒီလိုဆိုရင်လေခမားတို့ဘာသာခမားတို့ပဲရောင်းကြဖို့ဆိုပြီးသူ့ရဲ့ကားအင်အားတွေအားလုံးကိုခေါ်ပြီးအဲ့ဒီရွာကနေလှည့်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဘေးနားကလက်ထောက်ရှောင်းကျန်းဟာအပြေးလာပြီးလောင်စာစီဖိုးတွေနဲ့အေးခံစနစ်ခါတွေအတွက်အရင်းနှီးတွေအများကြီးစိုက်ထုတ်ထားရတဲ့အကြောင်းနှမျောတတ်စွာနဲ့ဝိုင်းဝန်းဖြောင်းဖျဖို့ကြိုးစားရှာပါတယ်ဒါပေမဲ့တထေးလူကတော့ရှောင်းကျန်းဘက်ကိုလှည့်ကကုန်ကြစည်နဲ့အရှုံးတွေကိုပြန်ရှာဖွေလို့ရပေမဲ့တစုံတစ်ယောက်ကကိုကောင်းပေါ်တက်ချီပါနေတာပို့ဘယ်တော့မှလက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်အခုလိုတထေးလူကလှည့်ထွက်ဖို့လုပ်နေတာကိုမြင်လိုက်ရတဲ့အခါလင်းပေကဒေါသတကြီးနဲ့လက်ညှိုးငေါငေါထိုးကဒီနေ့သာဒီနေရာကနေထွက်သွားရင်နောက်နေ့ကျမှဒူးထောက်ပြီးလာတောင်းပန်ရင်တောင်မှဒီဖျဲသီးတွေကိုလုံးဝပြန်ရောင်းပေးမှာမဟုတ်ဘူးလို့ရန်လိုချင်းချောက်လိုက်ပါတော့တယ်ဒီစကားကြောင့်တထေးလူဟာရွာသားတွေအနေနဲ့ဒီနေ့ပြောခဲ့တဲ့စကားတွေကိုတိတိကျကျမှတ်ထားကြဖို့နဲ့အခုအချိန်မှာသူကပဲအသေးနှလုံးမရှိရက်ဆက်တာလားဒါမှမဟုတ်ရွာသားတွေကိုယ်တိုင်ကပဲကျေးဇူးကမ်းတာလားဆိုတာတနေ့သိလာလိမ့်မယ်လို့ပြောလိုက်တာပါဒါပေမဲ့အန်တီဝန်ကတော့သူတို့ကိုလာမချောက်ဖို့နဲ့သူတို့ကတရားဝင်ရပိုင်ခွင့်ကိုပဲတောင်းတာလို့ပြန်ပြောတဲ့အခါမှာတော့တထေးလူဟာပြုံးလိုက်ပြီးရွာသားတွေအနေနဲ့ဖျဲသီးတွေကို30ယွမ်နဲ့ရောင်းပြီးအကြီးအကျယ်ချမ်းသာကြပါစေလို့ပဲဆုတောင်းပေးလိုက်ကကုန်တင်ကားတန်းကြီးကိုဥဆောင်ပြီးအဲ့ဒီရွာထဲကနေတဟုန်ထိုးမောင်းထွက်ပြီးသွားပါတော့တယ်တထေးလူရဲ့ကုန်တင်ကားတန်းကြီးမောင်းထွက်သွားတာကိုကြည့်ပြီးတက္ကသိုလ်ကျောင်းဆင်းလင်းပေဟာအောင်နိုင်သူတယောက်လိုဝင်ကြွားရင်းတထေးလူဟာသူတို့ရဲ့သွေးနဲ့ချွေးရင်းထားတဲ့လှုပ်အားခတွေပေါ်မှာအမျက်မထုတ်နိုင်တော့မှန်းသိလို့ကြောက်ပြီးထွက်ပြေးသွားတာလို့ရွာသားတွေကိုတွေးထိုးလှုံ့ဆော်လိုက်တာပါဒါကိုကြားရတဲ့ရွာသားတွေအားလုံးလည်းဝမ်းသာအားရဖြစ်သွားကြပြီးလင်းပေဟာတကယ့်ကိုအစွမ်းထက်သူလို့ချီးမွမ်းရင်းသူတို့ရဲ့ဖျဲသီးတွေကအရေးရွှမ်းပြီးချုံမြင်လာတာမို့ရောင်းမထွက်မှာစိုးရိမ်စရာမရှိပဲလိုက်လွင်ပြီးတပေါင်30ယွမ်နဲ့ရောင်းပြကတထေးလူတွေးအံသွားအောင်လုပ်ပြကြမယ်လို့အားရပါရအောင်ပွဲခံနေကြပါတယ်တစ်ဖက်မှာတော့မောင်းထွက်လာခဲ့တဲ့တထေးလူနဲ့လက်ထောက်ရှောင်းကျန်းတို့ဟာဖျဲသီးရွာရဲ့အပြင်ဘက်တောလမ်းဘေးတစ်ခုမှာကားကိုခစ်တက်ရက်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲအသက်ကြီးကြီးတောင်သူကြီးတဦးကိုတွေ့တာကြောင့်တထေးလူကကားပေါ်ကဆင်းပြီးအဖိုးကဒီရွာရဲ့ကြေးရွာတကြီးလားသူကဖျဲသီးလာဝယ်တဲ့ကုန်တယ်ယူဖြစ်ပါတယ်လို့ယဉ်ကျေးစွာမိတ်ဆက်လိုက်တာပါအဲ့ဒီခါမှာတော့အဖိုးဦးတောင်သူကြီးဟာဒီရွာကကျွဲရမ်းရွာဖြစ်ကြောင်းဖျဲသီးတွေပိုကောင်းတဲ့ရွာကဟိုဘက်အိမ်နီးနားချင်းဖျဲသီးရွာဖြစ်လို့လမ်းမလာတာထင်တယ်လို့စေတနာနဲ့လမ်းညွှန်ပေးရှာပေးမယ်တထေးလူကတော့သူလာတာဒီကျွဲရမ်းရွာကိုပဲလာတာပါလို့ပြန်ပြောလိုက်ပါတယ်တထေးလူရဲ့စကားကြောင့်အဖိုးဦးဟာပို့ပြီးတော့အံ့ဩသွားပြီးသူတို့ကျွဲရမ်းရွာကဖျဲသီးတွေကအရွယ်စားသေးငယ်လုံးနဲ့အပြင်လုံးဝလည်းမချိုပဲဝက်တွေတောင်လှည့်စားမှမဟုတ်တဲ့အတုံးမကျတဲ့အသီးတွေလို့စိုးရိမ်တကြီးတားမြစ်ရှာတာပါတထေးလူကတော့ပျက်စီးနေတဲ့ဖျဲသီးစိုက်ခင်းစီသွားကစစ်ဆေးကြည့်နေခဲ့ပါတယ်စစ်ဆေးလို့ပြီးတော့တထေးလူဟာအဖိုးရွာသူကြီးအနေနဲ့သူတို့ရဲ့ဖျဲသီးတွေကိုလည်းဟိုဘက်အိမ်နီးနားချင်းဖျဲသီးရွာကထွက်တဲ့အသီးတွေလိုမျိုးအရွယ်စားကြည့်ပြီးအရသာလဲချုံမြိန်တာမျိုးမဖြစ်ချင်ကြဘူးလားလို့မေးခွန်းထုတ်လိုက်တာပါဒီစကားကြောင့်အဖိုးအိုဟာအဲ့လိုဖျဲသီးတွေထွက်ဖို့နေတိုင်းအိမ်မက်မက်နေကြတာဖြစ်ပေမဲ့ဒီရွာကမြေစီလွာကလည်းမကောင်းတယ်လို့လူတွေကလည်းမတော်ကြတဲ့အကြောင်းစိတ်အားငယ်စွာနဲ့ပြန်ဖြေရှာပါတယ်ဒါ
ဒါကိုတထေးလူကမြေကြီးဆိုတာအတူတူပဲဖြစ်လို့ရွာသားတွေမှာလိုအပ်နေတာကနေစနစ်ကောင်းတာဖြစ်ပြီးသူဒီနေ့ရောက်လာတာဟာအဲ့ဒီအခွင့်အရေးလာပေးဖို့ဖြစ်တာမို့ဒီနေ့ကစပြီးဒီရွာကထွက်သမျှဖျဲသည့်အကုန်လုံးကိုသူဝယ်ယူပါမယ်လို့အားလုံးကိုပြက်ပြက်တသားပြောချလိုက်တာပါအဖိုးအိုရွာသူကြီးဟာအံ့ဩမင်သက်သွားပြီးဝယ်မယ်ဆိုတာတကယ်ပဲလားလို့မေးရှာတဲ့အခါမှာတော့တထေးလူကဒီနှစ်တစ်နှစ်တည်းတင်မဟုတ်ပဲနောက်နှစ်တွေမှာလည်းဝယ်ယူသွားမှာပါလို့ကတိပေးကအာမခံချက်ပေးလိုက်ပါတယ်အဲ့ဒီနောက်လက်ထောက်ရှောင်းကျန်းကိုကုန်တင်ကားနောက်ခန်းထဲကငွေသားရွမ်9သိန်းထည့်ထားတဲ့တစ်တာကိုဖွင့်ပြကဒါကိုရွာအတွက်ကြိုတင်စရန်ငွေအဖြစ်လက်ခံပေးဖို့လေးလေးနက်နက်ပြောလိုက်တာပါအဖိုးအိုရွာသူကြီးဟာပတ်စံအမြောက်များကိုကြည့်ပြီးအခုလောလောဆယ်ဖျဲသီးတွေကတန်ဖိုးအများကြီးမရှိသေးတာမို့ညှင်းဆန်ဖို့စူးစမ်းရှာပေမဲ့တထေးလူကတားမြစ်လိုက်ပြီးအခုလောလောဆယ်တန်ဖိုးမရှိတာကအနာဂတ်မှာလည်းတန်ဖိုးမရှိတော့ဘူးလို့ဆိုလိုတာမဟုတ်ကြောင်းဒါပေမဲ့စာချုပ်ချုပ်ပြီးတာနဲ့အဲ့ဒီစာချုပ်ကိုအကျွမ်းမဲ့လက်ခံလိုက်နိုင်ရမှာဖြစ်ပြီးနောင်ပြင်ပဈေးကွက်မှာဖျဲသီးဈေးတွေဘလောက်ပဲတက်တက်ကြကြဂတိတည်ရမယ်လို့တတိပေးလိုက်ပါတယ်တစ်ဆက်တည်းမှာပဲတထေးလူကစိုက်ခင်းတစ်ခုလုံးကိုသူကိုယ်တိုင်စီမံခန့်ခွဲပြီးညွှန်ကြားတဲ့အတိုင်းစိုက်ပျိုးရမယ်အပြင်ပိုးသက်ဆေးတွေကိုလည်းသူ့ညွှန်ကြားချက်အတိုင်းတိတိကျကျသုံးစွဲရမယ်လို့တင်းကျပ်တဲ့စည်းကမ်းတွေကိုချမှတ်လိုက်ပြီးအကယ်၍တစုံတစ်ယောက်ကများဟိုဘက်အိမ်နီးနားချင်းရွာကလူတွေလိုကျေးဇူးကမ်းပြီးစာချုပ်ဖောက်ဖျက်ကဈေးနှုန်းတွေလာမြင့်တောင်းရင်တော့သူဖျဲသီးဝယ်ပေးတော့မှမစိုးလို့အဲ့ဒီရွာရဲ့မကောင်းတဲ့စံနမူနာဆိုးကိုလုံးဝလိုက်မလုပ်ကြဖို့တတိပေးလိုက်တာပါအဖိုးအိုရွာသူကြီးဟာမျက်ရည်တွေဝဲလျက်နဲ့ကျေးဇူးတင်နေပြီးတထေးလူဟာသူတို့ကြွယ်ရိုင်းရွာရဲ့တက်ရှိဖျားတဆူပါပဲလို့ချီးကျူးလိုက်ကပုံမကောင်းမွန်တဲ့ဘဝတစ္စီကိုဥဆောင်လမ်းပြပေးနိုင်မယ်ဆိုရင်ဘလို့စည်းကမ်းမျိုးမဆိုလိုက်နာနိုင်ပါတယ်လို့ပြောလိုက်တော့ကြွယ်ရိုင်းရွာကတောင်သူလယ်သမားအားလုံးဟာလည်းသဘောတူပါတယ်လို့ဝမ်းသာအားရအော်ဟစ်ထောက်ခံကြပါတော့တယ်တထေးလူကလက်ခံသဘောတူကြောင်းစာချုပ်ချုပ်ဆိုပြီးရွာသူကြီးရဲ့လက်ထဲကိုငွေတစ်တာအနှံ့ရင်ဒီပတ်စံတွေကိုရွာသားတွေနဲ့တိတိကျကျခွဲဝေပေးလိုက်ဖို့နဲ့မနှက်ဖြန်ကစပြီးစိုက်ခင်းတွေကဖျဲသည့်အညံ့စားတွေကိုအကုန်ရှင်းလင်းထားကြဖို့ညွှန်ကြားလိုက်ပါတယ်ဆက်ပြီးတော့လည်းတထေးလူကဒီကြွယ်ရိုင်းရွာကထွက်တဲ့ဖျဲသီးတွေဟာနိုင်ငံတော်ဝန်မှာအကောင်းဆုံးအဆင့်မြင့်ဆုံးဖြစ်သွားစေရမယ်လို့ပြောကြားခဲ့ပါတယ်နောက်တစ်နေ့စိုက်ခင်းထဲမှာတထေးလူကိုယ်တိုင်ကြီးချက်ကဒီနေ့ကစပြီးပြိုးပင်တိုင်းအတွက်အဓိကနွယ်ပင်မကြီးကိုပဲခြံထားပြီးဘေးကထွက်တဲ့နွယ်ပင်သေးတွေကိုအကုန်လုံးညှက်ပစ်ကြရမှာဖြစ်ကြောင်းတတိပေးလိုက်ပါတယ်အဖိုးအိုရွာသူကြီးဟာရွာသားတွေဘက်လှည့်ကတထေးလူကသူတို့ကိုချမ်းသာအောင်လမ်းပြပေးမဲ့သူမို့တထေးလူစကားကိုလိုက်မနာတဲ့ဘသူမဆိုဒီကျွဲရိုင်းရွာရဲ့ဆွေစဉ်မျိုးဆက်စရင်တွေကနေအပြီးပိုင်ထုတ်ပဲဖြစ်မယ်လို့တတိပေးလိုက်တော့ရွာသားတွေကလည်းထောက်ခံအားပေးနေခဲ့ပါတယ်အဲ့ဒီလိုရွာသူကြီးကိုယ်တိုင်ကပြက်ပြက်တသားကာကွယ်ပေးလိုက်တဲ့အခါမှာတော့တန်ရှင်းဖြူစင်တဲ့တထေးလူဟာလည်းယုံကြည်မှုအပြည့်နဲ့ကက်ကြီးကိုကင်မြောက်ပြီးဖျဲသီးနွယ်ပင်တွေကိုညှက်ပစ်ရင်းကျွဲရိုင်းရွာလေးရဲ့အနာဂတ်ကိုစတင်ပုံဖော်ပေးပါတော့တယ်အချိန်နဲ့ငယ်ကြာမြင့်ပြီးတဲ့နောက်မှာတော့တထေးလူရဲ့ရုံးခန်းထဲကိုလက်ထောက်ဆောင်ကျန်းဟာဖုန်းကိုကင်ဆောင်ပြီးရောက်ရှိလာခဲ့ပါတယ်။ဟိုဘက်ဖျဲသီးရွာကလူတွေအွန်လိုင်းပေါ်မှာဝယ်သူတွေကိုရွံတရာအပြည့်ပေးခိုင်းပြီးဝယ်သွားတဲ့ဖျဲသီးတွေဟာတစ်တာဖွင့်လိုက်တာနဲ့အရန်ကိုချင်းဆုံးလာတဲ့အနံ့ဆိုးတွေထွက်နေတာမို့ဝယ်သူတွေရဲ့အကြီးအကျယ်ဝေဖန်တိုင်ကြားခြင်းခံနေရကြောင်းအစီရင်ခံလိုက်ပါတယ်။ဒါတွေမကသေးပဲဖျဲသီးရွာကလူတွေဟာ live လွှင့်ပြီးဖျဲသီးအလုံးရေ3000ကျော်ငွေပမာဏရွမ်2သိန်းကျော်အထိရောင်းချနိုင်ခဲ့ပေမဲ့အခုချိန်မှာတော့ပစ္စည်းမကောင်းလို့ဆိုပြီးပြန်အန်းငွေတောင်းဆိုတဲ့နှုန်းက90%ကျော်အထိရှိနေပြီးမှုတပြားမှအမျက်မရတဲ့အပြင်အသွားပြန်တည်ယူစရိတ်နဲ့ထုတ်ပိုးမှုစရိတ်တွေကြောင့်ရွံတောင်းချီပြီးအကြီးအကျယ်ရှုံးနိမ့်သွားခဲ့ရပြီလို့ရှင်းပြပါတယ်။ပို့ပြီးတော့ဆိုးတာကတော့ဖျဲသီးရွာကလူတွေဟာအစားအသောက်စီးပွားရေးလုပ်ငန်းလိုင်စင်မရှိပဲအွန်လိုင်းပေါ်မှာအကြီးအကျယ်လိုက်လံရောင်းချခဲ့ကြတာမို့လို့စားသုံးသူတွေရဲ့တိုင်ကြားချက်အရစီကံဖောက်ဖျက်မှုအတွက်ဒဏ်ငွေရွမ်3သိန်းဝန်းကျင်အထိအပြစ်ပေးအရေးယူခံရတော့မှာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။အရာအလုံးကိုကြိုတင်တွက်ဆထားပြီးသားဖြစ်တဲ့တထေးလူကတော့အံ့ဩခြင်းမရှိပဲသူတို့ဒီလိုဘဝပြည့်ရတာဟာသူ့ကြောင့်မဟုတ်ပဲသူတို့ကိုယ်တိုင်မတမာတဲ့လမ်းစဉ်ကိုလောဘဇောတိုက်ပြီးရွေးချယ်ခဲ့ကြလို့ဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။အဲ့ဒီနောက်တထေးလူကအချိန်မဆွဲတော့ပဲကားပေါ်ကကုန်ပစ္စည်းတွေကိုအခုချက်ချင်းအောက်ချပြီးအတိတ်ရောက်လာတဲ့စိုက်ပျိုးရေးသုံးအမှုစီဝါမြေဩဇာတွေကိုရွာသားတွေအားလုံးစီအညီအမျှတွားရောက်ခွဲဝေပေးဖို့အမိန့်ပေးလိုက်ပါတယ်။စိုက်ခင်းထဲမှာတက်ကြွရှင်လန်းပြီးမျှော်လင့်ချက်အပြည့်နဲ့အလုံးလုံးနေကြတဲ့ကျွဲရိုင်းရွာကရွာသားတွေရဲ့မျက်နှာတွေကိုတထေးလူကြည့်လိုက်ရတဲ့အခါမှာတော့ပြီးခဲ့တဲ့ကာလတွေတုန်းကဟိုဘက်ဖျဲသီးရွာကကျေးဇူးကမ်းတဲ့လူတွေကြောင့်သူ့ရင်ထဲမှာခံစားခဲ့ရတဲ့စိတ်ပြတ်အာရုံမှုတွေနဲ့တောကတွေအားလုံးဟာတခဏချင်းတွင်းမှာတင်လုံးဝကွယ်ပြောင်းလွင့်ဆင်သွားခဲ့ရပါတော့တယ်။အချိန်တွေကုန်လွန်လာခဲ့ပြီးနောက်မှာတော့ကျွဲရိုင်းရွာကနေစနစ်တကျပြုစုပြောင်းထောင်ခဲ့တဲ့ပထမဆုံးဖျဲသီးအတုပ်ကြီးဟာအရင်တုန်းကလိုပုံစံမပြတ်ပန်းပြတ်ဖျဲသီးတွေမဟုတ်တော့ပဲတကယ်ကိုအရေးသွေးမြင့်မာပြီးအလွန်တရာချုံမြင်လာတဲ့ဖျဲသီးကောင်းကြီးတွေဖြစ်နေပါပြီ။စိုက်ခင်းထဲမှာဖျဲသီးတစ်လုံးကိုခွဲပြီးမြည်စမ်းကြည့်လိုက်တဲ့တောင်သူတဦးဟာဝမ်းသာအားရဖြစ်လွန်းလို့တထေးလူကိုကြည့်ကအံ့ဩမဆုံးချီးမွမ်းကြပါတော့တယ်။အဲ့ဒီအခါတထေးလူဟာဒီနေ့ကစပြီးတော့ရွာကထွက်တဲ့ဖျဲသီးတွေကိုကျွဲရိုင်းတောင်ကုန်းဖျဲသီးလို့အမည်ပေးပြီးကဘာတိအောင်တစိမ့်ကက်ရောင်းချမှာဖြစ်ကြောင်းဖျဲသီးတိုင်းကိုတိတိကျကျအဝတ်နဲ့တန့်စင်အောင်အရင်ပုတ်တိုက်ပြီးစကားပိုက်အိတ်ထဲစနစ်တကျထည့်သွင်းရမည့်အပြင်အစစ်မြင့်တစ်တာလာလာပပတဲ့ကိုဂယုတစိုက်ထဲရမှာဖြစ်လို့ဘသူမဆိုပြင်းရည်ပြီးပေါ့ပေါ့တန်တန်လောက်တာမျိုးလုံးဝခွင့်မပြုဘူးလို့ပြတ်သားစွာနဲ့အမိန့်ပေးကြေညာလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတောင်သူဒါရှမ်းဟာဒီဖျဲသီးတစ်တာကိုဈေးဘလောက်နဲ့တွားရောက်မှလာလို့မရေတရေလှမ်းမေးရှာပါတယ်။တထေးလူကလည်းတစ်တာထဲမှာအလုံးကြီးနှလုံးပဲပါဝင်ပြီးရွမ်900နဲ့ရောင်းပါလို့ဖြေလိုက်ပါတယ်။ဒီဈေးနှုန်းကိုကြားလိုက်ရတဲ့အခါဒါရှမ်းဟာမျက်လုံးပြူကဖျဲသီးတစ်လုံးထဲကို250ရွမ်ပေးပြီးဘသူကအယူခံပြီးဝယ်မှလဲလို့အံ့အားသင့်စွာနဲ့အော်ဟစ်လိုက်ပါတယ်။ဒါကိုတထေးလူကသဘောကျစွာရေမောလိုက်ပြီးဒါရှမ်းကိုသူနဲ့အတူမြို့ပေါ်ကိုအခုချက်ချင်းလိုက်ခဲ့ဖို့ပြောပြီးမြို့ပေါ်ကအစစ်မြင့်တစ်တီးဝက်လန်စင်တာကြီးစီကိုခေါ်ဆောင်လာခဲ့ပါတော့တယ်။တစ်တီးဝယ်ယူရေးမန်နေဂျာဖြစ်သူမန်နေဂျာဟွမ်ဟာစိတ်ပြက်ညီငွေနေတဲ့မျက်နှာပေးနဲ့သူ့ကိုယ်တောင်ထဲမှာတင်ရောင်းမထွက်သေးတဲ့ဖျဲသီးတစ်တာစီးပေါင်းရာနဲ့ချီပြီးပုံနေတာမို့ဒီလိုအခြေအနေမျိုးမှာဖျဲသီးတွေကိုဘယ်လိုလုပ်ပြီးလက်ခံရဲမှာလဲလို့ညင်းဆိုလိုက်ပါတယ်။ဒါကိုတထေးလူကယုံကြည်ချက်အပြည့်နဲ့ဒါကိုတလုံးလောက်မြည်ဆန်းကြည့်လိုက်ပါဆိုပြီး
ပြောဆိုနဲ့ဖျဲသီးတစ်စိတ်ကိုကမ်းပေးလိုက်ပါတယ်မန်နေဂျာဝမ်ဟာဖျဲသီးကိုဝါလိုက်တဲ့တခဏချင်းတွင်းမှာတင်မယုံနိုင်လောက်တဲ့အရာသာကြောင့်အားရပါရအော်ဟစ်လိုက်ပါတော့တယ်အဲ့ဒီနောက်မန်နေဂျာဝမ်ဟာဒီဖျဲသီးအားလုံးကိုတေချာပေါက်အကုန်ယူမှမှုဈေးနှုန်းသာခေါ်လိုက်ဖို့ပြောဆိုလိုက်ရာမစ္စတာလူကတတစ်တာကိုယွမ်900ဖြစ်ပြီးတတစ်တာထဲမှာနှလုံးပါဝင်ပါတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားရတဲ့မန်နေဂျာဝမ်ကတကယ်ကိုအယောင်းဝယ်ကောင်းကြီးဖြစ်လို့ဒီဖျဲသီးတွေတစ်လုံးချင်းစီကို380ယွမ်နဲ့ပြန်ရောင်းပြစ်မှာဖြစ်ကြောင်းလူတွေဟာဒါကိုလူရက်ပြီးဝယ်ကြရလောက်အောင်ထိဖြစ်သွားမှာအသေးချာပဲလို့ဝမ်းသာအားရပြောဆိုလိုက်ပါတယ်ကျွဲရိုင်းရွာကိုပြန်ရောက်လာတဲ့တထေးလူကငွေသားတစ်တာအပြည့်ကိုဖွင့်လစ်ကဒီယွမ်တသန်းခွဲဟာပထမဆုံးထွက်ရှိလာတဲ့ဖျဲသီးအတုပ်ကနေရရှိလာတာဖြစ်ကြောင်းစာချုပ်အတိုင်းသူ့ဘက်က4,800,000ရယူမှာဖြစ်ပြီးကျန်တဲ့ငွေသား9,200,000ကတော့ရွာသားတွေအတွက်ပဲဖြစ်တယ်လို့ကြေညာလိုက်ပါတယ်တထေးလူဟာစည်ရင်းတွေကိုကြည့်ပြီးအကျိုးစားဆုံးနဲ့အပင်ပန်းဆုံးဖြစ်တဲ့ဒါရှမ်းကိုယွမ်6,300ပေးအပ်ခဲ့တယ်လို့ဒုတိယမြောက်အနေနဲ့လီအာဆောကိုလည်းယွမ်4,800ပေးအပ်လိုက်ပြီးကြန့်ရှိတဲ့ရွာသားတွေကိုလည်းပေးအပ်နေခဲ့ပါတယ်ဒါပေမဲ့အားလုံးပျော်ရွှင်နေကြတဲ့အချိန်မှာပဲစိုက်ခင်းထဲမှာအလုံးမလုံးပဲပြင်းနေခဲ့တဲ့ရွာသားအာနိုင်ကမနာလိုဝန်တိုစိတ်နဲ့ရှေ့ထွက်လာပြီးဒါရှမ်းကြတော့ယွမ်6,000ကျော်ရပြီးသူကြတော့ဘာလို့ထောင်ကနန်းလေးပဲရတာလဲလို့စောတကတက်ကန့်ကွက်ပါတော့တယ်ဒီစကားကြောင့်ဒေါသထွက်လာတဲ့ဒါရှမ်းကအာနိုင်ကိုပါရိုက်လိုက်ပြီးသူတို့အလုတ်ဆင်းလုတ်တုံးကအိမ်မှာပဲကွေးအိတ်နေခဲ့တဲ့မင်းလိုကောင်ကဒီပတ်စံတွေကိုရဖို့တကယ်ပဲထိုက်တန်လို့လားလို့အော်ဟစ်လိုက်ပါတယ်အာနိုင်ကလည်းမရှက်မကြောက်ပဲသူလည်းဒီရွာသားတယောက်ပဲလို့မျက်နှာပြောင်တိုက်ပြန်ပြောတဲ့အခါဘေးကရွာသားတွေကပါဝိုင်းဝန်းပြီးပြည်နေတတ်တဲ့အာနိုင်ကိုဝိုင်းဝန်းပြစ်တင်ကြပါတော့တယ်နောက်ဆုံးမှာတော့အဖိုးအိုကြေးရွာသူကြီးကရှေ့ထွက်လာပြီးအာနိုင်ကိုဒီနေ့ကစပြီးရွာထဲကနေအပီးပိုင်မောင်းထုတ်ပစ်လိုက်ပြီးဖြစ်ကြောင်းစီရင်လိုက်ပါတော့တယ်တခြားရွာသားတွေကလည်းအရှက်မရှိတဲ့အာနိုင်ကိုလုံးဝအလိုမရှိဘူးလို့ညီညီညာညာဝိုင်းအောင်မောင်းထုတ်ကြပါတယ်တထေးလူဟာသူ့ရဲ့အမျက်ဝေစုငွေသားထုတ်ကြီးကိုစပွဲပေါ်ပြန်တင်လိုက်ပြီးရွာမှာအလိုအပ်ဆုံးဖြစ်တဲ့ပွက်ထနေတဲ့တောလန်ကျန်းကြီးနေရာမှာကုန်တင်ကားကြီး2စီးပေးချင်းရှင်မောင်းနိုင်မဲ့အစစ်မြစ်ကွန်ကရစ်လမ်းမကြီးတစ်ခုကိုဖောက်လုပ်ကြရအောင်ဆိုပြီးကြီးမားတဲ့စီမံကိန်းကြီးကိုချပြလိုက်ပါတယ်။ဒါတွေမကသေးပဲသူကကိုပိုင်ငွေတွေစိုက်ထုတ်ပြီးရွာထဲမှာခင်မီစာတင်ကြောင်းနဲ့စာကြီးတိုက်ဆောက်ပေးမိအကြောင်းကြေညာလိုက်တဲ့အခါတောင်သူအားလုံးဟာဝမ်းသာလွန်းလို့တထေးလူတက်တော်ရကျော်ရှိပါစေကြောင်းဆုတောင်းပေးကြပါတော့တယ်။အဲ့ဒီနောက်တထေးလူကမြို့တော်ကနေခေါ်လာခဲ့တဲ့အင်ဂျင်နီယာချန်နဲ့မိတ်ဆက်ပေးရာအင်ဂျင်နီယာချန်ကမြေပုံကိုဖြန့်ပြီးဒီလမ်းကိုဆောက်လုပ်ဖို့ဆိုရင်ကနဦးကုန်ကြစရိတ်ယွမ်1,200,000ကြပါမယ်လို့ရှင်းပြပါတယ်။ဒါရှမ်းကလက်ဖြတ်သွားပြီးလမ်းဖောက်တာတင်ယွမ်1,000,000ကျော်ကုန်ရသလားလို့အော်ဟစ်လိုက်တယ်လို့တခြားရွာသားတွေကလည်းအာနာစိတ်နဲ့ဝိုင်းတာပြီးသူတို့မှလူအင်အားရှိတာမို့ကိုထူကိုထားပဲဖောက်လုပ်ကြပါမယ်လို့ဆိုကြပါတယ်။ဒါကိုတထေးလူကလက်ကပြပြီးအခုဈေးကတရားမျှတတဲ့ဈေးကွက်ပေါက်ဈေးဖြစ်တယ်လို့လမ်းစုပ်ကြီးတိုင်သွားနေရင်ကုန်တင်ကားတစ်စီးထွက်တိုင်းဖျဲသီးတွေကွက်ကြေပျက်စီးပြီးအရှုံးပေါ်နေမှာဖြစ်ကြောင်းလမ်းကောင်းသွားရင်ဖျဲသီးပျက်စီးမှုနှုန်းကသူညဖြစ်သွားမိအပြင်တည်ယူပို့ဆောင်ရေးဈေးလည်းတက်တာသွားလို့ပတ်စံတွေပိုးစုမိလာမှာဖြစ်ကြောင်းကြိုးကြောင်းစီလျော်စွာရှင်းပြပါတယ်။ဖျဲသီးအရေးသွေးကိုသာအကောင်းဆုံးထိန်းထားနိုင်ရင်နောက်1ကီလိုဂရမ်ကိုယွမ်100အထိညှင့်ရောင်းနိုင်မှာဖြစ်လို့ရွာရဲ့တစ်နှစ်ဝင်ငွေဟာအနည်းဆုံးယွမ်3သန်းကျော်အထိအလွယ်တကူရလာမှာတေချာတာမို့ဒီလမ်းကိုအကောင်းဆုံးစံချိန်စံညွှန်းနဲ့ဖောက်ရမှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒီလိုစေတနာပြည့်တဲ့စကားတွေကိုကြားရတဲ့အခါဒါရှမ်းဟာစိတ်လှုပ်ရှားစွာနဲ့ဒီနေ့ကစပြီးဘယ်နေရာပဲညွန့်ညွန့်အသက်ပဲတေရအစွမ်းကုန်လိုက်လို့မှာဖြစ်တယ်လို့ဘသူမဆိုလာရောက်ဆန့်ကျင်ရင်အသေးလဲလုတ်ပြစ်မယ်လို့အကျွင့်မဲ့ကာကွယ်ပြောဆိုလိုက်တော့တခြားရွာသားတွေကလည်းညီညီညာညာလက်တိလက်မထောင်ပြီးအော်ဟစ်ထောက်ခံကြပါတော့တယ်။ဒီလိုနဲ့ရွာသားတွေဟာတက်ကြွတဲ့အာမန်တွေနဲ့လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကိုလှုပ်ဆောင်နေကြပြီးတိတ်မကြခင်မှာတင်လမ်းမကြီးဟာဖောက်လုပ်ပြီးသွားခဲ့ပါပြီ။ရွာသူကြီးကတထေးလူကိုရွာရဲ့ကယ်တင်ရှင်ကြီးအဖြစ်မျက်ရည်ဝဲလျက်ကျေးဇူးတင်နေစင်မှာပဲတထေးလူကဒါဟာအစပဲရှိသေးတယ်ဆိုကရွာရဲ့အစစ်မြစ်အေးခန်းကိုတောင်အစ်စ်ကြီးစီခေါ်ဆောင်သွားခဲ့ပါတယ်။အေးခန်းနဲ့ရောက်လို့အေးစိမ့်သွားတဲ့အတွက်ဒါရှမ်းကအံ့ဩမင်းမြန်းရာတထေးလူကဒါဟာဖျဲသီးတွေကိုအရသာမပြတ်ပဲအနည်းဆုံး1လကျော်အထိလက်လက်ဆက်ဆက်ထိမ့်သိမ်းထားနိုင်မဲ့ကြောင်းရှင်းပြလိုက်တော့ရွာသားတွေကလည်းအားရပါရချီးမွမ်းနေခဲ့ရှာပါတယ်။အဲ့ဒီအချိန်မှာပဲမြို့ပေါ်ကမန်နေဂျာဟွန်စီကနေဖုန်းခေါ်ဆိုမှုတစ်ခုဝင်ရောက်လာခဲ့ပါတော့တယ်။မန်နေဂျာဟွန်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဝယ်သူတွေစီကတိုင်ကြားမှုဆက်တိုက်တက်လာပြီးကျွဲရိုင်းတောင်ကုန်းဖျဲသီးတွေကိုဝယ်စားမိတဲ့သူတွေချက်ချင်းအော့အန်ဝမ်ရှော့ကုန်ကြတဲ့အကြောင်းဒါတွေမကသေးပဲအွန်လိုင်းအင်တာနက်စာမျက်နှာတစ်ခုလုံးမှာလည်းအစိပ်ပါတဲ့ဖျဲသီးတွေကိုလိုက်လံရောင်းချနေပါတယ်ဆိုပြီးအကြီးကျယ်ဝေဖန်နေကြပြီဖြစ်လို့အခုချက်ချင်းကြည့်လိုက်ဖို့အော်ဟစ်ပြောလိုက်ပါတယ်။ဘေးကလက်ထောက်ရှောင်းကျန်းကဖုံးဖွင့်ကြည့်ရာဈေးနှုန်းအဆမတန်ကြီးတဲ့အစစ်မြစ်ဖျဲသီးတွေကြောင့်ဝမ်ရှော့ကုန်ကြတဲ့သတင်းတွေအကြီးကျယ်ပြန့်နှံ့နေတာကိုတွေ့လိုက်ရပါတယ်။ဒီသတင်းကြောင့်တထေးလူဟာခေါင်းခဲသွားပြီးပြိုးပင်အစင်းကနေစွတ်ခူးတဲ့အထိအစင်းတိုင်းကိုသူကိုယ်တိုင်စောင့်ကြည့်ခဲ့တာမို့ဒါကလုံးဝမဖြစ်နိုင်ဘူးလို့တွေးနေခဲ့ပါတယ်။ဘေးကဒါရှမ်းကလည်းဒါဟာတေချာပေါက်လူယုံမှတယောက်ကသူတို့ရွာချမ်းသာလာမှာကိုမနာလိုလို့အကွက်ချပြီးလာဒုက္ခပေးတာဖြစ်ကြောင်းအခုချက်ချင်းမြို့ပေါ်တက်ပြီးသွားရှင်းမယ်လို့ဒေါသတကြီးအော်ဟစ်ပါတော့တယ်။ဒါပေမဲ့အတွေ့အကြုံရင်းကျက်တဲ့တထေးလူကတော့ဒါရှမ်းကိုတားဆီးကဒေါသတကြီးသွားလို့ဘာမှထူးမှမဟုတ်တာမို့စိတ်ကိုတည်ငြိမ်အောင်ထားဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ဆေးရုံတက်နေရတဲ့လူနာတွေစီသွားပြီးဗာမေးကုန်းမှမမေးပဲအနားမှာတေးသေးချာချာစောင့်ကြည့်ကသူတို့ဘာကြံစီနေလဲဆိုတာကိုထောက်လန်းဖို့ညွှန်ကြားလိုက်ပါတယ်။ဒီနှစ်ရက်တာကာလအတွင်းသတင်းတွေနဲ့အွန်လိုင်းမီဒီယာတွေမှာကျွဲရိုင်းရွာကထွက်တဲ့အစိပ်ပါဖျဲသီးသတင်းတွေတရားဟောဖော်ပြခံရတာကြောင့်တထေးလူရဲ့နာမည်ဟာလည်းလူဆိုးတယောက်လိုထင်ကြံခဲ့ရရှာပါတယ်။အဲ့ဒီလိုညတညမှာပဲလှုပ်ဝက်ထောက်လန်းဖို့ဆေးလွတ်ချင်းခံထားရတဲ့ဒါရှမ်းစီကနေဖုံးဝင်လာခဲ့ပါပြီ။ဒါရှမ်းကဝမ်းလျှောတဲ့လူနာအတုတွေကိုနှစ်ရက်တိတိခြေရာခံစောင့်ကြည့်ခဲ့ရကနေသူတို့ဟာနောက်ွယ်ကလူတယောက်နဲ့တိတ်တဆိတ်သွားတွေ့ကြကြောင်းသူတို့အနောက်ကိုခိုးကြောင်ခိုးဝက်လိုက်သွားရင်မြို့ပြင်ကစွန့်ပစ်ထားတဲ့ကိုတောင်ပြက်ကြီးတစ်ခုစီရောက်သွားခဲ့ကြောင်းစီရင်ခံပါတယ်။အဲ့ဒီကိုတောင်ပြက်ထဲမှာဖျဲသီးတွေအပြည့်တင်ဆောင်ထားတဲ့ကုန်တင်ကားကြီးတစ်စီးရှိနေပြီးအဲ့ဒီလူယုံမာတွေဟာအပြင်ကဖျဲသီးအညံ့စားတွေပေါ်ကိုအဝါရောင်ဆေးရည်တစ်မျိုးတုပ်လိမ့်ကကျွဲရိုင်းတောင်ကုန်းရဲ့အစင်းမြင့်တက်တာခွန်တွေကိုပြန်လဲထုတ်ဖို့စက်ကူကတ်နေကြတာကိုတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတဲ့တထေးလူကတော့မျက်ဝန်းတွေတောက်ပသွားပြီးကိုတောင်ရဲ့အဝင်ဝကိုပဲတိတိကျကျပိတ်ဆို့စောင့်ကြည့်ထားဖို့နဲ့သူကိုယ်တိုင်အခုချက်ချင်းလိုက်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်တထေးလူကလက်ထောက်ရှောင်းချမ်းကိုခေါ်ပြီး
ဂျာနယ်လစ်သတင်းထောက်တွေအားလုံးကိုဖုံးဆက်ကအစိပ်ပါဖျဲသည့်အမှုရဲ့နောက်ွယ်ကတကယ်တရားခံကြီးကိုရှာဖွေတွေ့ရှိသွားပြီလို့အကြောင်းကြားခိုင်းပါတယ်ပြီးတော့ရွာထဲကယောက်ျားရင်မကြီးတွေအားလုံးကိုလည်းချက်ချင်းသွားနှိုးပြီးလက်နက်ကရိယာတွေကင်ဆောင်ကသူနဲ့အတူမြို့ပေါ်တက်ပြီးအဲ့ဒီလူယုံမာကောင်တွေကိုတွားရောက်ဖမ်းဆီးကြမယ်လို့အာမန်အပြည့်နဲ့ညွှန်ကြားလိုက်ပါတော့တယ်တစ်ဖက်မှာတော့ကိုတောင်ပြက်ကြီးထဲမှာအာနိုင်နဲ့သူ့ရဲ့အပေါင်းပါတွေဟာအတူအပလုပ်ငန်းတွေကိုအပူတပြင်းလုပ်ကင်နေကြပြီးတထေးလူဆိုတဲ့ကောင်ကိုဘဝတစ်ခုလုံးအပီးပိုင်ပျက်စီးလိုက်မယ်လို့ကြုံဝါနေစင်ပါပဲကိုတောင်တကားကြီးဟာဒုံကနေမြည်အောင်စောက်ဖွင့်လာပြီးတထေးလူနဲ့သတင်းထောက်တွေရောပြီးလာတော့အာနိုင်တယောက်ကြောက်လန့်သွားခဲ့ပါတယ်တထေးလူဟာကိုတောင်ထဲကဖျဲသီးကိုကန်ကြည့်လိုက်တော့ဆူရှာလွန်းလာတဲ့ဓာတုပေတာဆေးနှံတွေပြင်းထန်နေတာကြောင့်ဒေါသတကြီးပြစ်ခွဲလိုက်ပါတယ်တထေးလူကမင်းကိုဒီလောက်ယုံမာတဲ့ကိစ္စမျိုးလုပ်ဖို့ဘယ်သူခိုင်းတာလဲလို့မေးမြန်းလိုက်ပါတယ်အဲ့ဒီအခါအာနိုင်ဟာတကိုယ်လုံးတုံရင်နေပြီးရွာသားတွေပတ်စံရနေတာကိုမနာလို့ဖြစ်မိလို့တထေးလူကိုဈေးကွက်ပြတ်အောင်လုပ်ပြီးရော်ကြီးငွေတွေပြန်ပေးရအောင်ချင်းချောက်ချင်ယုံတက်တက်ပါလို့ဒူးထောက်တောင်းပန်ရှာပါတယ်ဒါကိုတထေးလူကဒီကောင်ကိုအခုချက်ချင်းလက်ထိတ်ခတ်ဖမ်းဆီးလိုက်ဖို့အမိန့်ပေးလိုက်ပြီးရဲစခန်းကိုဖုံးဆက်ကလူတွေရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရစေမယ့်အစိပ်ပါအစားအသောက်တွေကိုထုတ်လုပ်တဲ့အမှုနဲ့ပြက်ပြက်တတ်အရေးယူပေးဖို့တောင်းဆိုလိုက်ပါတယ်တထေးလူကသတင်းထောက်တွေဘက်ကိုလှည့်ကြည့်ပြီးဒါဟာအွန်လိုင်းပေါ်မှာဟိုးလေးတကြော်ဖြစ်နေတဲ့အစိပ်ပါဖျဲသည့်အမှုရဲ့တကယ်အမှန်တရားစစ်စစ်ဖြစ်ကြောင်းဖော်ထုတ်ရှင်းလင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာသတင်းထောက်တဦးကဒီအဖြစ်ပြက်ကြောင့်ပျက်စီးသွားတဲ့ဂုံတိတ်ခါကိုဘယ်လိုပြန်လဲကူစားသွားမလဲလို့မေးမြန်းရာတထေးလူကကျွဲရိုင်းရွာဖျဲသည့်တွေဟာဓာတုဆေးဆိုးတွေတစ်ဆက်ကလေးမှမထိတွေ့ခဲ့ဘူးကြောင်းသူ့ရဲ့တမိသားစုလုံးရဲ့ဘဝတွေကိုပုံအောပြီးဂတိပေးရတယ်လို့ကြေညာလိုက်ပါတော့တယ်နောက်ဆုံးမှာတော့တထေးလူကရွာကယူဆောင်လာတဲ့ဖျဲသည့်အစ်စ်တွေကိုအခုချက်ချင်းခွဲပြီးဒီကသတင်းထောက်အားလုံးကိုဝေမျှကျွေးမွေးလိုက်ဖို့ညွှန်ကြားလိုက်ပါတော့တယ်သတင်းမီဒီယာတွေနဲ့အွန်လိုင်းစာမျက်နှာထက်မှာအစိပ်ပါတီဆိုသောဖျဲသည့်အမှုရဲ့အမှန်တရားပေါ်ပေါက်လာခြင်းဆိုတဲ့ခေါင်းစဉ်ကြီးတွေနဲ့ဖျဲသည့်အမှုမှန်ကိုတရားဟောဖော်ပြကြပါတော့တယ်မြို့ပေါ်ကမန်နေဂျာဝမ်ဟာတထေးလူစီအပြေးရောက်လာပြီးတုံတုံရီနဲ့သူတန်တရားဝင်ခဲ့မိတဲ့အတွက်အလောတကြီးတောင်းပန်ရှာပါတယ်ကျွဲရိုင်းတောင်ကုန်းဖျဲသီးတွေကိုတခြားလူတွေလူမယူခင်ပူးပေါင်းစာချုပ်ချုပ်ဆိုဖို့ကြိုက်တဲ့ဈေးခေါ်ပါအကုန်ပေးပါမယ်လို့ပြရခတ်စွာပြောပါတော့တယ်အဲ့ဒီအချိန်မှာပဲတောင်ပိုင်းမြောက်ပိုင်းဒေသအသီးသီးကဝေယူရေးကိုယ်စားလှယ်တွေဝင်ရောက်စုညံလာတာကြောင့်ရွာသားတာရှမ်းကဝင်တာပြီးတန်းစီဖို့ပြောလိုက်ပါတယ်တထေးလူကဈေးအမြင့်ဆုံးပေးနိုင်တဲ့အပြင်ရေရှည်အတွက်စာချုပ်ချုပ်ဆိုနိုင်တဲ့သူကသာတေချာပေါက်ချုပ်ဆိုမှာဖြစ်ကြောင်းပြောလိုက်ပါတယ်မြို့ဒီလိုနဲ့ကျွဲရိုင်းတောရွာလေးဟာတဖြည်းဖြည်းတိုးတက်ပြောင်းလာခဲ့ပြီးမြို့ပြကြီးတစ်ခုလိုမျိုးတိုးတက်လာခဲ့ပါတယ်ဖျဲသီးတွေကိုတည်ဆောင်နေကြတဲ့ရွာသားတွေကိုပစ္စည်းတွေအသာအရာကင်ဖို့ဒါဟာတရွာလုံးရဲ့အနာဂတ်ဘဝတွေဖြစ်လို့ပေါ့တန်တန်မလုပ်ဖို့ဒါရှမ်းကတတိပေးနှိုးဆော်ပါတယ်တထေးလူကတော့ဖျဲသီးတွေကိုဝေဝဲကြည့်ပြီးတောင်သူလယ်သမားတိုင်းဂုံတိတ်ခါရှိနီးစနစ်ကျွမ်းကျင်မှုနဲ့ခင်မီစိုက်ပျိုးရေးစနစ်ကိုလှုပ်ဆောင်နိုင်ခဲ့ပြီးမှပီတိဖြစ်နေရှာတာနဲ့အတူအဆုံးသတ်သွားပါပြီဗျာ